မြေမျိုးအမှတ်86ရင်ထိန်တပ်ဖွဲ့စုမှုရဲအုပ်အောင်ကအမျိုးသမီးငယ်များကိုမဒိမှုနဲ့ကာမလိမ်လည်ခြင်းအမှုများစွာကျူးလွန်ထားမှုတိုင်ကြားတော်လဲအရေးမယူကြောင်းသိရှိရပါတယ်။တင်တိုင်းတိုင်းမြေမျိုးအမှတ်86ရင်ထိန်တပ်ဖွဲ့စုမှုရဲအုပ်အောင်ကိုမဒိမှုနဲ့ကာမလိမ်လည်ရယူမှုများစွာဖြင့်တိုင်ကြားထားတော်လဲအထက်အရာရှိများကလက်ငွေယူကာ၎င်းကိုကာကွယ်ပေးနေကြောင်းကာမလိမ်လည်မှုကိုကျူးလွန်ခံရသောအမျိုးသမီးငယ်တချို့ကပြောပါတယ်။လက်ရှိမြေမျိုးတွင်အမှတ်86ရင်ထိန်တပ်ဖွဲ့စုတွင်ယာယီတပ်ဖွဲ့စုမှုအဖြစ်တာဝန်ကျနေသောရဲအုပ်အောင်သည်ကားဆိုင်ကယ်များကိုအကြောင်းအမျိုးမျိုးပြကဖမ်းဆီးလက်ရှိကြောင်းထို့သောဖမ်းဆီးပြီးနောက်ငွေကြေးမပေးနိုင်သည့်အမျိုးသမီးငယ်များကိုဖုန်းနံပါတ်တောင်းယူကာဟိုတယ်တဲအုပ်ခန်းများ၌ချင်းဆို၍ကာမလိမ်လည်ရယူခဲ့ကြောင်းသိရှိရပါတယ်။ဆိုင်ကယ်ကားတွေကိုအကြောင်းအမျိုးမျိုးပြပြီးဖမ်းနေပြီးရင်မတရားငွေတောင်းတော့လားတချို့မိန်းကလေးတွေဆိုရင်ငွေမပေးနိုင်လောက်တဲ့ထိချင်းချောက်ငွေတောင်းတာအဲ့လိုမပေးနိုင်တော့ဘူးဆိုရင်ဖုန်းနံပါတ်တောင်းယူပြီးတဲကိုကဟိုတယ်တွေမှာသူနဲ့အတူတူလာအိပ်ဖို့ချိန်နေသူ့မှာမိန်းမလည်းရှိတယ်သားတစ်ယောက်သမီးတစ်ယောက်ရှိတယ်သူ့မိသားစုကရန်ကုန်မှာနေတာသူကမြိတ်မှာနေပြီးအိမ်ထောင်ကွဲထားတာဘာညာဆိုပြီးတချို့မိန်းကလေးတွေကိုလည်းကာမလိမ်လည်ရယူတာမျိုးလည်းရှိတယ်ပြီးတော့ KTV ကိုမကြာခဏသွားပြီးပျော်ပါနေသူပါဟုကာမလိမ်လည်မှုကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတော့အမျိုးသမီးငယ်တူကပြောပါတယ်ထို့သောကျူးလွန်နေမှုများနဲ့ပတ်သက်၍မခံနိုင်သောမိန်းကလေးငယ်များကသက်ဆိုင်ရာဌာနတာဝန်ရှိသူများထံသို့တိုင်ကြားတော်လဲအထက်အရာရှိများကလက်ငွေယူကာကာကွယ်ပေးထားပြီးရာထူးတိုးရန်ပြင်ကူညီပေးနေကြောင်းလက်အောက်ငယ်သားများပေါ်တွင်လည်းချင်းချောက်ကအနိုင်ကျင့်မှုများရှိကြောင်းသိရှိရပါတယ်။လက်အောက်ငယ်သားတွေပေါ်မှာလည်းသူကချင်းချောက်ထားတယ်။မင်းတို့ကလမ်းပေါ်ထွက်ဖမ်းတာငါကိုယ်တိုင်လိုက်တာမဟုတ်တဲ့အတွက်ဘယ်သူပါလို့ထားတယ်ဘယ်သူကလိုက်စင်းမဲ့ကားတွေကိုဘလို့ယူတာဘလို့လောက်တာပါဆိုပြီးအကုန်ဆွဲထက်မယ်ဆိုပြီးချင်းချောက်ထားတာတွေရှိတယ်။သူနဲ့ပြည်သူတွေပေါ်မတရားလုပ်ထားတာတွေရုံးကလက်အောက်ငယ်သားတွေပေါ်မတရားလုပ်ထားတာတွေအများကြီးပါပဲဟုရင်ထိန်သတင်းရင်းမြစ်တစ်ခုကလည်းပြောပါတယ်။ရင်ထိန်ရဲအုပ်အောင်မှာမြိတ်တွင်လိုင်စင်မဲ့ကားရောင်းဝယ်လိုင်စင်မဲ့ကားစီးနှင်းခြင်းများအတွက်လည်းဝန်ဆောင်ခနဲ့စက်ကျဲယူလှုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသိရှိရပါတယ်။အမှတ်86ရင်ထိန်တပ်ဖွဲ့စုမှုရဲအုပ်အောင်မှာရဲတင်နာအပတ်စဉ်52ကျောင်းစင်းဖြစ်ကြောင်းသိရှိရပါတယ်။စလင်းနဲ့စိတ်ဖြူတို့တွင်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများဒဏ်ရာရရှိပြီးနေအိမ်များပျက်စီးကြောင်းသိရှိရပါတယ်။မကွေးတိုင်းစလင်းနဲ့စိတ်ဖြူမြို့နယ်တို့တွင်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone နဲ့လေယာဉ်များဖြင့်ဘုံကျဲမှုကြောင့်ပြည်သူများထိခိုက်ဒဏ်ရာရပြီးနေအိမ်များပျက်စီးသွားကြောင်းသိရှိရပါတယ်။ဇန်နဝါရီလ19ရက်နေ့မွန်းလွဲ2နာရီအချိန်စလင်းမြို့နယ်အနီးဝန်းပြည့်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone များဖြင့်ဘုံများကျဲချတိုက်ခိုက်ရာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကပြောပါတယ်။ဝန်းပြည့်ကျေးရွာကိုစစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone နဲ့တိုက်ခိုက်ခဲ့တာပါ။ထိခိုက်ဒဏ်ရာရတာကအမျိုးသား2ဦးအမျိုးသမီး2ဦးပါမိသားစုဝင်4ဦးပါ2ဦးကစိုးရင်ရတဲ့အခြေအနေရှိတယ်။နေအိမ်လည်းပျက်စီးသွားတယ်ဟုပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကပြောပါတယ်။အလားတူမကွေးတိုင်းစိတ်ဖြူမြို့နယ်စင်နီတောင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ရာအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကပြောပါတယ်။ဇန်နဝါရီလ19ရက်နေ့ညနေ9:22မိနစ်ခန့်အချိန်စိတ်ဖြူမြို့နယ်အခြေစိုက်ကပ္ပစ22မှတက်လာသောစစ်တပ်လေထီးတစ်စင်းဖြင့်စိတ်ဖြူမြို့နယ်စင်နီတောင်ကျေးရွာသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခဲ့ကြောင်းအဆိုပါလေကြောင်းတိုက်ခိုက်မှုတွင်စင်နီတောင်ကျေးရွာမှအမျိုးသမီး2ဦးလက်ပြတ်သွားကြောင်းသိရှိရပါတယ်။ပါရာမော်တာကအကြောင်းမဲ့လိုက်ကျဲနေတာစစ်ကြောင်းထိုးတာလည်းမဟုတ်ဘူးကပ္ပစ22ကနေတက်လာပြီးဘုံကျဲသွားတာစစ်တပ်လေထီးဆင်းတာကစိတ်ဖြူမှဆင်းတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကစလင်းမြုံနယ်နဲ့စိတ်ဖြူမြုံနယ်တို့တွင်လေကြောင်းတိုက်ခိုက်မှုများစစ်တိုက်လှုပ်ဆောင်နေသဖြင့်ပြည်သူများမှာစိုးရိမ်ထိတ်လန့်စွာဖြင့်နေထိုင်ကြရကြောင်းသိရှိရပါတယ်။လက်မြန်ရွာမှာတိုက်ပွဲပြင်းထန်ကစစ်တပ်ကမဘကအထဲကနေလက်နက်ကြီးတွေပစ်ကူပေးနေကြောင်းသိရှိရပါတယ်။မြစ်ချင်းသားမြို့တစ်ဖက်ကဝိုင်းမော်မြို့နယ်ထဲမှာဇန်နဝါရီလ20ရက်နေ့မနက်6နာရီကနေမနက်8နာရီခန့်ထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဘခထဲကနေလက်နက်ကြီးတွေပစ်ခတ်နေကြောင်းသိရှိရပါတယ်။မနက်6နာရီလောက်ကစဖြစ်တာကျွန်တော်တို့ဘက်ကနေအတိုင်းသားကြားရတယ်။စူညံနေတာပဲဝိုင်းမော်လမြန်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတာဟုမြစ်ချင်းသားမြို့ခံတူကပြောပါတယ်။ဝိုင်းမော်မြို့နယ်ဟာမြစ်ချင်းသားမြို့ရဲ့အေယာဝတီမြစ်အရှေ့ဘက်ကမှာရှိပါတယ်။လက်မြန်ကျေးရွာဟာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တွေထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးစစ်ကောင်စီကပြန်လည်တိုက်ခိုက်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်ပါတယ်။လက်မြန်ကကမ်ပိုင်တီတရုတ်နယ်စပ်ကုံသွဲဂိတ်အထိတွားလို့ရတဲ့နေရာဖြစ်တော့စစ်တပ်ကပြန်ရဖို့ကြိုးစားနေတာ
တိုက်ပွဲကမနက်၈ နာရီထိကြားရပြီးအဲဒီနောက်ပိုင်းမှာစစ်ကောင်စီကလက်နက်ကြီးတွေစစ်တိုက်ပစ်နေတယ်လို့ဝိုင်းမော်မြို့ခံတဦးကပြောပါတယ်။လက်မြန်ကျေးရွာမှာ2025ဩဂုတ်လကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့အရသားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။စစ်ကောင်စီကဩဂုတ်လနှောင်းပိုင်းမှာမြစ်ကြီးနားမြို့ကတဆင့်စစ်ကြောင်းတွေဝင်လာပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲဒီချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်တင်ဘာလထဲကတိုက်ပွဲတွေမှာလည်းစစ်ကောင်စီရဲ့ရှေ့တန်းစခန်းတချို့ကို KIA KPDF ပူးပေါင်းတပ်ကတင်ယူခဲ့ပါတယ်။တိုက်ပွဲတွေမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်နေသလိုမြစ်ကြီးနားမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေခဲ့ပါတယ်။တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့လို့ဩဂုတ်လနှောင်းပိုင်းမှာလက်မြန်ရွာအနီးရှိနတ်ဝါရွာကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲလို့စစ်ရှောင်မိသားစုဝင်9ဦးတန်ရာရရှိခဲ့ပြီးအသက်9နှစ်အရွယ်ကလေးငယ်တူတေဆုံးခဲ့ပါတယ်။နိုဝင်ဘာလမှာလည်းဝိုင်းမော်မြို့ပေါ်ကို drone နဲ့ဘုံကျဲလို့အရက်သားတူတေဆုံးခဲ့ပါတယ်။စက်တင်ဘာလဆန်းကဝိုင်းမော်တိုက်ပွဲမှာလုံခြုံရေးအဖွဲ့နဲ့အတူရှေ့တန်းစခန်းတို့တွားရောက်စစ်ဆေးတဲ့ချင်းချမ်းတပ်ရင်ခမာရ318တပ်ရင်မှုဟာ KIA KPDF ရဲ့တိုက်ခိုက်မှုခံလိုက်ရပြီးတေဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လနောက်ပိုင်းကတိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကဗိုလ်ကြီးတူတေဆုံးခဲ့ပြီးစစ်တုံးပန်းအချို့ကို KIA KPDF ကဖမ်းမိခဲ့ပါတယ်။ယခုရက်ပိုင်းမှာဗမော်မြို့နဲ့တနိုင်းမြို့နယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေသလိုမပါခလေးတပ်ဝင်လည်းမကြာခဏတိုက်ခိုက်ခံနေရပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ်တွေကဗမော်မြို့သိမ်းတိုက်ပွဲကိုအရှိန်မြင့်နေပြီးဖားကမှာလည်းပြစ်ခတ်မှုတွေရှိနေပါတယ်။စစ်ရေးတင်းမာနေတဲ့ဒေသတွေမှာလေကြောင်းအန္တရာယ်သတိပြုကြဖို့ KIA ကသတိပေးထားပါတယ်။စစ်ကော်မရှင်ရွေးကောက်ပွဲအာဆီယံအတိမတ်မပြုကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးကထပ်မံအတည်ပြုလိုက်ပါတယ်။မြန်မာစစ်တပ်ကဥဆောင်ကျင်းပနေတဲ့ရွေးကောက်ပွဲတွေကိုအာဆီယံအနေနဲ့စောင့်ကြည့်ရေးအဖွဲ့ဆေးလွတ်ခဲ့တာမရှိတဲ့အတွက်ရွေးကောက်ပွဲရလဒ်တွေကိုလည်းအတိမတ်ပြုမှာမဟုတ်ဘူးလို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကဇန်နဝါရီလ20ရက်နေ့မှာထပ်မံပြောဆိုလိုက်ပါတယ်။မလေးရှားလွှတ်တော်မှာလွှတ်တော်အမတ်တယောက်ရဲ့မိကုံးကိုပြန်လည်ဖြေကြားရမှာနိုင်ငံသားဝန်ကြီးကအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။အာဆီယံအနေနဲ့စောင့်ကြည့်ရေးအဖွဲ့မပို့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ။အဲဒီအတွက်ကြောင့်ဒီရွေးကောက်ပွဲတွေကိုလည်းအာဆီယံအနေနဲ့အတိမတ်မပြုပါဘူးလို့ဝန်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုခဲ့ပါတယ်။အာဆီယံဖွဲ့စည်းလိုက်စောင့်ကြည့်ရေးအဖွဲ့မစေလွတ်ခဲ့ပေမဲ့ထိုင်းနိုင်ငံပါဝင်အချို့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကတော့တိကျစောင့်ကြည့်လေ့လာသူတွေစေလွတ်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဒီဇင်ဘာလကစပြီးအစစ်လိုက်ကျင်းပနေတဲ့ရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေဖို့ကြိုးပမ်းမှုသာဖြစ်တယ်လို့ကုလသမဂ္ဂအပါအဝင်အနောက်နိုင်ငံတွေကဆိုထားပြီးရွေးကောက်ပွဲကိုလည်းအတိမတ်မပြုဘူးလို့ပြောဆိုထားကြပါတယ်။လာမယ့်ဇန်နဝါရီလကုန်ပိုင်းမှာတော့မြန်မာရွေးကောက်ပွဲရလဒ်တွေပေါ်ဘယ်လိုတုံ့ပြန်မယ်ဆိုတာဆွေးနွေးဖို့ဖိလစ်ပင်းနိုင်ငံမှာအာဆီယံနိုင်ငံသားဝန်ကြီးတွေတွေ့ဆုံမှုရှိတယ်လို့သိရပါတယ်။ဝန်ထမ်းမျိုးတွင်ရွေးကောက်ပွဲအတူအပြီးပေါ်တာဆွဲမှုပိုဆိုးလာသဖြင့်ရွာလုံးကျွတ်ရှောင်တိန်နေရကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းမိထီလာခရိုင်ဝန်ထမ်းမျိုးနယ်မှာအတူအယောင်ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်စေအုပ်စုကပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်လာတာကြောင့်ရွာလုံးကျွတ်တိတ်ရှောင်ရတာတွေရှိလာတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကလှုပ်ဆောင်ခဲ့တဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းနဲ့ပြီးဝန်ထမ်းမြို့နယ်တွင်ကကြေးရွာတွေနဲ့မြို့ပေါ်တွေမှာအရင်လိုပေါ်တာဆွဲဖမ်းဆီးတာတွေကိုတကြော့ပြန်ဆိုးဆိုးရွားရွားလှုပ်ဆောင်လာတာလို့သိရပါတယ်။ဝန်ထမ်းမြို့နယ်ထဲမှာပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစေအုပ်စုကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကုန်ပိုင်းလောက်ထိပုံမှန်ဆိုသလိုစက်တိုက်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးအတူရောင်ရွေးကောက်ပွဲကျင်းပဖို့နီးကပ်လာချိန်မှာတော့ခိတ္တရပ်တန့်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒါပေမဲ့ဇန်နဝါရီလ14ရက်နေ့ကစလို့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအင်တိုက်အားတိုက်ပြန်လည်လှုပ်ဆောင်လာတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Voice of Wondon စီကသိရပါတယ်။ဇန်နဝါရီလ14ရက်နေ့ကဝန်ထမ်းမြို့နယ်ရွာရှိကျေးရွာကချင်းဝိုင်းတစ်ခုကိုစေအုပ်စုကရှောင်းတခင်ဝင်ရောက်စီးနှင်းဝင်ရောက်ခဲ့တယ်လို့အမျိုးသားတော်တော်များများဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။နောက်နေ့တွေမှာလည်းရွာသစ်ကျောင်းကိုခံဘက်ရေအောက်နဲ့ခံဘူးစားတဲ့ဝန်ထမ်းမြုံနယ်နောက်ဘက်ကဂျေးရွာတွေကိုစေအုပ်စုကသတင်းပေးလမ်းပြတယောက်နဲ့အတူမနေ့စောပိုင်းဝင်ရောက်စီးနှင်းဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။စေအုပ်စုဟာရွာထိပ်လမ်းမတွေပေါ်ကားတွေပိတ်ရထားပြီးနေအိမ်တွေပေါ်ထိတက်ရောက်ဖမ်းဆီးတာကြောင့်ဂျေးရွာရင်းကအမျိုးသားလူကြီးလူငယ်တွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။အဲလိုထွက်ပြေးတိမ်းရှောင်သူတွေကိုစေအုပ်စုကနောက်ကနေတနက်နဲ့လိုက်လံပစ်ခတ်တာတွေထိရှိခဲ့တယ်လို့ Voice of Wondon ဖွဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။မဲပေးပြီးမှပိုဆိုးလာတယ်ပြောရမယ်။အရင်ကလည်းမစ်ချလာနဲ့နီးတော့အမြဲဆွဲတယ်။အခုကပိုဆိုးလာတယ်။မဲထဲတာနဲ့လို့မဲတယ်လို့ကြားတယ်။တေချာတာကဝန်တွေမှာယောက်ျားလေးမရှိသလောက်ဖြစ်ကုန်ပြီလို့ Voice of Wondon အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဒါအပြင်ဇန်နဝါရီလ18ရက်နေ့ကလည်းစစ်မှုထမ်းချိန်လစဉ်ပေးနေရတဲ့ထိုင်ကောင်းကုန်းကျေးရွာကိုစေအုပ်စုတပ်ဖွဲ့ဝင်တွေကအဲဒီနေ့မနေ့စောပိုင်းကစလို့ကားတွေဆိုင်ကယ်တွေနဲ့ဝင်ရောက်စီးနှင်ပြီးပေါ်တာဆွဲဖမ်းဆီးတာကြောင့်
တူရလုံးနီးပါးထွက်ပြေးခဲ့ရပြီးလူငယ်9ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်ဝန်တွင်မြုပ်နယ်ဟာအကြမ်းဖက်စစ်ကောင်းဆောင်စစ်မှုထမ်းဥပဒေစတင်ထုတ်ပြန်ချိန်ကစလို့စစ်မှုထမ်းအင်အားအများပြားစုဆောင်းခံရတဲ့မြုပ်နယ်တွေတဲကတခုဖြစ်ပြီးပေါ်ရာဆွဲဖမ်းဆီးမှုတွေလည်းဆွဆွရွာရှိတယ်လို့သိရပါတယ်ဖမ်းဆီးခံရသူတွေကိုစစ်အုပ်စုကအမြင့်ဆုံးငွေကြေး300ချီနဲ့တောင်းခံတက်ပြီးမပေးနိုင်သူတွေကိုမိထလာစုဆောင်းရေးတပ်ကိုပို့ဆောင်လေးရှိကမာလီတိုင်းနဲ့ဝေးကွာတဲ့ရှေ့တန်းစစ်မျက်နှာတွေစီပို့ဆောင်နေတယ်လို့သိရပါတယ်။ online ဆယ်လီစီတူပလက်ကျွတ်ကပန်းရောင်ကလွတ်ပေးမည်ဟုဆိုကာမြန်မာလူသားများထံမှဗတ်ငွေတန်းချီလိမ့်လေကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံရှိမြန်မာရွှေပြောင်းအလုပ်သမားများအားတရားဝင်အလုပ်လုပ်ခွင့်ဘက်ကပြုလုပ်ပေးမည်ဟုဆိုကာ online ဆယ်လီစီတူပလက်ကျွတ်ကဗတ်ငွေတန်းနဲ့ချီလိမ့်လေပြီးအဆက်အသွယ်ဖြစ်ကာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။စီတူပလက်ကျွတ်သည်ဘန်ကောက်နဲ့အနီးတစ်ဝိုက်ရှိမြန်မာအလုပ်သမားထောင်နဲ့ချီထံမှပန်းရောင်ကပြုလုပ်ရန်ကြိုတင်ငွေများကောက်ခံထားခြင်းဖြစ်ပြီးလက်ရှိတွင်၎င်းမှတဆင့်အထောက်ထားပြုလုပ်သူများနဲ့အဆက်အသွယ်ပြတ်တောက်နေခြင်းဖြစ်ပါတယ်။ဒီလူကအလုပ်သမားကြီးလည်းနားမလဲအထောက်ထားလုပ်တဲ့လုပ်ငန်းစဉ်လည်းနားမလဲပဲနာမည်ကြီးတာကိုခွင့်ရယူပြီးပွဲစားထားလုပ်တာဆယ်လီတွေစစ်တလီတွေဂယူးဆိုင်ကြတော့လို့ကိုရဲမြင့်တော်ပဲသတိပေးဘူးတယ်ဆယ်လီတွေလိန်နာအကြိမ်ကြိမ်ရှိနေပြီးသတိထားကြပါလို့ပဲသတိထပ်ပေးခြင်းနဲ့ဟုအလုပ်သမားရေးကူညီဆောင်ရွက်ပေးသူ AAC ကိုရဲမင်းကပြောပါတယ်လိန်လေခံရသူများစုမှာစောက်လုပ်ရေးအလုပ်သမားများဖြစ်ပြီးလက်ရှိတွင်လက်ပွေနှိပ်ခြင်းဒွေးစစ်ချင်းများပြုလုပ်ရသည့်အရေးကြီးသည့်ချိန်သို့ရောက်ရှိနေတော်လဲအဆက်အသွယ်မရတော့သဖြင့်ငွေကြေးဆုံးရှုံးရုံသာမကတရားဝင်ထောက်ထားဆက်ဆရာများမရရှိနိုင်သည့်အခြေအနေနဲ့ပါရင်ဆိုင်နေရကြောင်းသိရှိရပါတယ်အဆက်အသွယ်လုပ်လို့မရတော့ဘူးဆိုတော့ပတ်စံတွေတွင်းရတဲ့အချိန်လက်ပွေတွေနှိပ်ရတဲ့အချိန်ဒွေးစစ်ရတော့မှအချိန်အရေးကြီးတဲ့အချိန်ကြမှာလိန်သွားတာပဲဟုကိုရဲမင်းကဆက်လက်ပြောဆိုပါတယ်စီတူပလက်ကျွတ်ကမူအလုပ်သမားများ၏ငွေကြေးများကို၎င်း၏ကုမ္ပဏီပိုင်ရှင်ဆိုသူကယူထားကြောင်းနဲ့၎င်းအနေဖြင့်ဗတ်ငွေ3သိန်းကျော်ကိုသာလောင်းကစားအတွက်အလွဲသုံးစားပြုမိခြင်းဖြစ်ကြောင်း TikTok မှတစ်ဆင့်ပြန်လည်ပြောဆိုထားပါတယ်